တစ်ပင်လေးတစ်ပင်ပေါက်ဒါဝင်းချန်နေပါကိုလည်းစိုက်တာမဟုတ်သူပေါက်စိတ်ထဲအဲ့အပင်လေးကိုဘုရုပင်ထင်တယ်ငါပင်ငါအသီးစီသွားတာကျွန်တော်တို့ကဒီလောဘတိုင်းပဲရှိတယ်သိမ့်ပိတ်တဲ့ဟာကြီးကတော်တော်ဆိုးတာကိုယ်စိတ်ထဲမှာလောဘတက်ခံရှိတယ်အဲ့တော့ ownership လို့ခေါ်မြတ်စွာဘုရားအကြောင်းနဲ့ကြိုးစားပါဆိုတဲ့ relationship ကိုတဲ့အတ္တနဲ့အနတ္တကိုဘိုးလို့ပြောလိုက်လို့ရှိရင်လေ ownership နဲ့ relationship မြတ်စွာဘုရားမပိုင်မှုတဲ့အကြောင်းကျိုးပဲတဲ့တလောကလုံးရတယ် relationship ပဲရှိတယ်အဲ့လိုအနောက်တိုင်းကောင်အားတော်တယ်သူကအမှဒီ relationship တယ်သူကအဲ့လိုစဉ်းစားတယ်ကျွန်တော်တို့ကတော့ပိုင်နေရှိတော့ကနေမြဲငါယောက်ျားငါမိန်းမငါသားငါသမီးစဉ်းစားတယ်သူတို့ကတော့အကြောင်းတိုက်ဆိုင်တော့တွေးကြတာလေအစင်ပြေပေါင်းတယ်အစင်မပြေလဲကိုလန်းကိုလျှောက်သွားတယ်ကလေးတွေမှာလည်းဒီ concept ရှိတယ်ဒီ relationship ကိုလက်ခံသွားပြီသဘောပေါက်သွားပြီနောက်တမားဒီလည်းဒီအပေါ်မှာတီတီငြိမ်ငြိမ်နဲ့လက်ခံကျင့်သုံးတယ်ဟိုအမှန်တရားတစ်ခုသာမသိတာ reality တာမသိတာကျွန်တော်ကအစိုးနေတာအားရောက် relationship ရဲ့အကြောင်းကျိုးကိုနားမလဲဒီလောက်ပါပဲလူတစ်ယောက်ကိုတအားပြင်လို့မရဘူးမချစ်သူစိုက်ရနော်ရေလောင်းပေါင်းတင်မျိုးစာကြွဘလောက်ကြွစိတ်နှလုံးဘရောမှမဖြစ်လူတွေကကိုယ်ကံနဲ့ကိုလာကြတာကျွန်တော်လုပ်ပြီးနေရေလောင်းမယ်ပေါင်းတင်မယ်မျိုးစာကြွမယ်ဘုံကြောင်ဆောက်ကြောင်မယ်ဒီလောက်ပဲသူ့ကိုဘာလုပ်လို့မရဘူးကျွန်တော်လုပ်ပြီးနေတဲ့အကြောင်းတရားဒီလောက်ပဲလူတစ်ယောက်နဲ့တစ်ယောက်ကိုလည်းအဲ့လောက်ပဲလုပ်လို့ရတယ်ကျွန်တော် ownership စဉ်းစားလို့အဲ့ဒါဖြစ်ကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ